ခွေလေးတစ်ခုတွေ့ထားလို့ပြမယ်ပေါ့နော်သူက frame 3ခုလုံးနဲ့ညှိနေတယ်ကြိုက်နေကြိုက်လို့ပေါ့ငါးလုံးခွေအပူးမပါဘူးပေါ့နော်ငါးလုံးခွေထွက်တယ်အခုတောက်ကြနေညက်နေတောက်ကြနေမှာပေါ့နော်အလင်းကြီးကိုဖြစ်ထားရဲဆိုရင်2.5 3.3အခွေထွက်တယ်ဒီမှာဆိုရင်3.3 3.9 ခွန်5.3 2ခွန်ဆိုပြီးတော့ထွက်တယ်နော်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တယ်နောက်တစ်ပတ်မှာ2.5 3.3အခွေဒီမှာ2ခွန်ဆိုပြီးထွက်တယ်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တယ်နောက်တစ်ပတ်မှာ2.5 3.3အခွေဒီမှာ5.3 3.5ခွန်နဲ့2.3ဆိုပြီးတော့ထွက်တယ်ပေါ့နော်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တယ်2.5 3.3အခွေဒီမှာ3.5 3.5 5.3 3.3ဆိုပြီးတော့ထွက်ပြီးရနော်တောက်ကြနေမှာလင်းကြီးကိုဖြစ်ခဲ့တဲ့2.5 3.3အခွေဒီမှာ3.9ဆိုပြီးထွက်တယ်တောက်ကြနေမှာလင်းကြီးကိုဖြစ်တဲ့2.5 3.3အခွေကနောက်တစ်ပတ်မှာထွက်တယ်ဆိုပြီး9ဆိုပြီးထွက်တယ်တောက်ကြနေမှာလင်းကြီးကိုဖြစ်ခဲ့တဲ့နောက်တစ်ပတ်မှာ2.5 3.3အခွေကမ3ခွန်2 5 3နှစ်ဆိုပြီးတော့ထွက်တယ်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တဲ့2.5 3.3အခွေခွန်5ဆိုပြီးတော့ထွက်တယ်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တဲ့2.5 3.3အခွေဒီမှာ3ခွန်2 5ဆိုပြီးတော့ထွက်တယ်ဒီမှာ3နှစ်ပေါ်ထွက်ထားတယ်နော်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တဲ့2.5 3.3အခွေဒီမှာ9နှစ်ဆိုပြီးတော့ထွက်ထားတယ်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တဲ့2.5 3.3အခွေဒီမှာ9နှစ်ဆိုပြီးတော့ထွက်တယ်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တဲ့2.5 3.3အခွေဒီမှာ5.3 2 5 5ခွန်2ခွန်3နှစ်ဆိုပြီးဒီတစ်ပတ်မှာကြာတော်တော်ကြာသွားတယ်နော်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တဲ့နောက်တစ်ပတ်မှာ2.5 3.3အခွေ3ခွန်3.3ဆိုပြီးထွက်တယ်တောက်ကြနေမှာအလင်းကြီးအခုဖြစ်ခဲ့တဲ့နောက်တစ်ပတ်မှာ2.5 3.3အခွေဒီမှာ3.5ဆိုပြီးတော့ထွက်တယ်တောက်ကြနေမှာအလင်းကြီးကိုဖြစ်တဲ့2.5 3.3အခွေဒီမှာ3.5ဆိုပြီးတော့ထွက်တယ်တောက်ကြနေမှာအလင်းကြီးကိုဖြစ်ခဲ့တဲ့2.5 3.3အခွေဒီမှာ3.9 5နဲ့3.5ဆိုပြီးတော့4ချိန်ကြာသွားတယ်ပေါ့နော်အဲဒါကြောင့်ဒီတစ်ပတ်မှာဆိုလို့ရှိရင်2.5 3.3အခွေကိုကြိုက်တယ်ဒါက frame တစ်ခုပေါ့နော်နောက်ထပ် frame တစ်ခုမှလည်းပြအောင်မယ်နော်နောက်ထပ် frame တစ်ခုမှဒါပေါ့တောက်ကြနေမှာပေါ့နော်မနှက်ညနေကုန် break power ဖြစ်ထားတယ်မနှက်ညနေကုန် break power ဖြစ်ထားတဲ့အချိန်မှာနောက်တစ်ပတ်မှာပေါ့နော်2.5 3.3အခွေကပုတ်တော်ဘူးမကြော်လာတာများတယ်ပေါ့နော်သူကဒီမှာဆို2ကြိမ်ထွက်ထားတယ်2.5 3.3အခွေပေါ့တောက်ကြနေမှာမနှက်ညနေကုန် break power ဖြစ်ထားတယ်5ခွန်2ခွန်ဒီမှာဆိုရင်2 3ဆိုပြီးတော့3ကြိမ်ထွက်ထားတယ်ပေါ့နော်မတောက်ကြနေမှာမနှမ်းညာနေကုန် break power ဖြစ်ထားတယ်2.5 3.3အခွေကဒီမှာဆိုလို့ရှိရင်ဘဘုံမကျော်လာတယ်နော်ဘဘုံမကျော်လာတာများတာကိုတွေ့ရတယ်ဒီ frame မှာကျတော့ဒီမှာဆိုရင်2.5 3.3အခွေဒါ50ထွက်ထားတယ်3နှစ်ထွက်ထားတယ်ဒီမှာဆိုလို့ရှိရင်တောက်ကြနေမှာမနှမ်းညာနေကုန် break power ဖြစ်တာ2.5 3.3အခွေကဒီနေ့ကျတော့ဘဘုံနဲ့ညနေမှာမှစထွက်ထားတာကိုတွေ့ရတယ်ပေါ့နော်ဒါမဲ့တော့3ကြိမ်ကြားထားတယ်ပေါ့နော်ကဲဟာနော်ဘာလဲဆန်းဆိုပြီးဖြစ်တာတောက်ကြနေမနေ့ညမှာနေကုန် break power ဖြစ်တာလေ2.5 3.3အခုမှာ3.5နှစ်ခွန်ဆိုပြီးတော့ထွက်ထားတယ်ပေါ့နော်ကျောင်းဒီတစ်ပတ်မှာ2.5 3.3အခွေလာစရာရှိပါတယ်ဒါကြဒီ frame မှာကြဘုံမကျော်လာပေါ့နောက်ထပ် frame တစ်ခုရှိသေးရပေါ့နော်နောက်ထပ် frame တစ်ခုမှာကကြတော့ဒီ3.3ပေါ့နော်3.3ထွက်ပြီးသွားလို့ရှိရင်နောက်တစ်ပတ်မှာ2.5 3.3အခွေကလာတတ်တယ်ဒီမှာ5ခွန်20ဆိုပြီးတော့ထပ်ထားတယ်မ3.3ထွက်ထားတယ်နောက်တစ်ပတ်မှာ2.5 3.3အခွေရဒီမှာ53နှစ်ဆိုပြီးတော့ထွက်ထားတယ်3.3ထွက်ထားတယ်မ2.5 3.3အခွေ50နှစ်5ခွန်
နှစ်ခွန်302ဆိုပြီးတော့ထွက်ထားတယ်303ထွက်ထားတယ်နောက်တစ်ပတ်မှာနှစ်ခွန်933အခွေထွက်တယ်ဒီမှာ303ထွက်ထားတယ်နှစ်ခွန်933အခွေဒီမှာ305ဆိုပြီးတော့ဒီမှာနှစ်3ရောထွက်ထားတယ်နှစ်ခွန်ပေါ့နော်3ချိန်ထွက်ထားတယ်အဲဒါကြောင့်နှစ်ခွန်933အခွေကိုကြိုက်ပါတယ်ဒီတစ်ခါအတွက်9လုံးခွေပေါ့နော်မြင်လာလေးကိုပြတာပါကျေးဇူးတင်ပါတယ်ရှင်